ပဲပြားအစာတို့ကြိုက်ကြလားရှင်ကြည့်လိုက်တာနဲ့နူးညံ့ဣဆက်ပြီးခက်တွင်းတွေ့စေမှာမို့ထမင်းဝိုင်းပေါ်ရောက်တာနဲ့အလူအရက်အားပေးကြမှာသိချပါတယ်ပဲပြားအစာတို့ကိုဘယ်လိုလုပ်မလဲဆိုတာ Flavor Traveler နဲ့အတူတူကြည့်လိုက်ရအောင်နော်အရင်ဆုံးပဲပြားတွေကိုစားရည်ထဲမှာ10မိနစ်လောက်စိမ်ထားပေးပါစားရည်ကပဲညီနှံကိုဖယ်ရှားပေးနိုင်တယ်လို့ပဲပြားကိုလည်းပို့ပြီးကျစ်လစ်သွားစေပါတယ်ဒါဆိုရင်ခဏနေကြော်တဲ့အခါကျရင်အလွယ်တကူကွဲအံ့မသွားတော့ဘူးပေါ့ရေစိမ်ထားတဲ့အချိန်အတွင်းမှာအသားတတုံးကိုအရင်ဆုံးအတုံးသေးသေးလေးတွေလှီးပြီးဓာတ်နဲ့ညက်နေအောင်ဆင်းပေးပါရေစိမ်တာအချိန်ပြည့်ရင်ပဲပြားကိုအတုံးလေးတွေပြန်လှီးပေးပါပြီးရင်ပဲပြားတတုံးချင်းစီရဲ့အလဲကိုနည်းနည်းစီဇွန်းနဲ့ကော့ထားလိုက်ပါဒီလိုပုံစံလေးရရင်ရပါပြီကော်ထုတ်လိုက်တဲ့ပဲပြားတွေကိုအသားဆင်းထားတဲ့ထဲရောထည့်လိုက်ပါခါချဥအတုံးသေးသေးလေးတွေထည့်မယ်အရသာအတွက်စားပဲငံပြားကြီးအကြီးခယူးစီငရုတ်ကောင်းမုံပြောင်းကုန်မုံတစွန်းနဲ့ဟင်းချက်စီနည်းနည်းထည့်ပေးပါအသားတဲ့အရသာဝင်ပြီးစေးပိုင်လာတဲ့အထိနေပေးပါမယ်ဒီလိုမျိုးအနေထားဆိုရင်ရပါပြီပြီးရင်တော့အသားတွေကိုပဲပြားအပေါက်လေးတွေနဲ့လိုက်ထည့်ပေးပါပဲပြားမကြိုက်တဲ့သူတွေကတော့ငရုတ်ပွားသီးတို့ခရမ်းသီးတို့အသားညက်ပြီးလုပ်ရင်လည်းရပါတယ်နော်နောက်တစ်ဆင့်အနေနဲ့ဆော့စီပြင်ဆင်ပါမယ်ပဲငံပြားရည်အကြီးတစ်စွန်းခယူးစီတစ်စွန်းပြောင်းကုန်မုံစွန်းဝက်နဲ့ရေအနှဲငယ်ထည့်ပြီးတမအောင်မှွေထားလိုက်ပါစီပူလာပြီဆိုရင်အသားကိုအောက်ခြေမှာထားပြီးထည့်ကြော်ပေးပါအသားတွေချစ်သွားအောင်အရင်ဆုံး2မိနစ်လောက်ကြော်ပေးလိုက်ပါဒါမှချက်တဲ့အခါအသားတွေပြုတ်မထွက်အောင်လုပ်ပါနော်တစ်ဖက်ကရွှေဝါရောင်တန်းလာပြီဆိုရင်နောက်တစ်ဖက်ကိုလှန်ပေးပါနှစ်ဖက်လုံးရွှေဝါရောင်တန်းလာပြီဆိုရင်တော့ပကံနဲ့ခဏဆယ်ထားလိုက်ပါချက်မဲ့အိုးရဲ့အောက်ခြေမှာအမုတ်လေးတွေခင်းပေးပါပြီးရင်ကြော်ထားတဲ့ပဲပြားတွေကိုအပေါ်ကနေစီထည့်ပေးပါစောစောကဖြော်ထားတဲ့ဆော့စီကိုလောင်းထည့်အဖုံးအုပ်ပြီးမီးအလေအလတ်နဲ့9မိနစ်ကနေ10မိနစ်လောက်တည်ပြီးပါအဖုံးဖွင့်လိုက်တာနဲ့အနံ့လေးကတကယ်ကိုမွေးပြတ်နေတာပဲစက်သုံးမိန်းနဲ့ငရုတ်သီးလေးအနှဲငယ်ထည့်လိုက်ရင်တော့ပြည့်စုံသွားပြီပေါ့ပဲပြားတဲ့ကိုအသားရဲ့အရသာတွေအပြည့်အဝစိတ်ဝင်နေပြီးတလုတ်စားလိုက်တိုင်းနူးညံ့ပြီးအရသာရှိနေပါပါ